ဆုံးကျွမ်းသူမှာလွန်ပြမြိုင်တကြားရွှေအိုးအိုးကန်တို့လေရှင်မလိုက်စင်လို့ခြင်းနဲ့လက်ကျုံနေသလိုပဲကောင်းစရာတွေကကြီးကဒိညုံမိန်လာစေးချေထားဒိန်သာမြောင်ဆုံးလေလူရဲ့ကောင်းကင်စီလန်းစရာလာပါနေတယ်လေလူရဲ့လာတွေရဲ့ဝေးမြောင်လေးပဲစားစိုးတော့မိုင်းနေရမှာဘေးစီရင်လို့နိုင်မပြီးတဲ့ချေတမ်းကုန်နိုင်တယ်ปีเล